ဒါလေးကတော့ဆန်ဆောင်ဖုန်းလေးကို recovery ဝင်ပြီးတော့ recovery ကနေပြီးတော့ lock ဖြစ်တဲ့နည်းလေးဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဖုန်းကို USB ကြိုးလေးထိုးထားပါမယ်နောက်ပိုင်းဖုန်းတွေက recovery ဆန်ဆောင်နောက်ပိုင်းဖုန်းတွေက recovery ဝင်ရတယ်နဲ့တိုင်ပတ်တယ်ဗျအနှုတ်ကီးနဲ့ကျွန်တော် power key နဲ့ကိုစုံနှိပ်ထားမှာပေါ့နော်ပါဝါပိတ်ရင်လည်းလုံးဝတောင်းအောင်နေတော့ပါဝါလည်းပိတ်လို့မရဘူးဗျာအနှုတ်ကီးနဲ့ပါဝါလေးကိုစုံနှိပ်ထားမယ်ဒီလိုပိတ်သွားပြီဆိုရင်ကျွန်တော်တို့ကအပေါင်းကီးကိုပြောင်းနှိပ်လိုက်မယ်ပါဝါကီးကိုလွှတ်လိုက်မယ်โอเคဒါဆိုရင်တော့ recovery ကိုရောက်သွားပြီပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော် ferry reset ကိုတွားပြီးတော့ဖြတ်ချလို့ရပြီပေါ့နော်အဓိကပြချင်တာကတော့ဒီ recovery ဝင်တာလေးကိုပြချင်တာပဲဖြစ်ပါတယ်ကဲအခုဆန်ဆောင်နေနောက်ပိုင်းဆန်ဆောင်နေရတော့ဒီလိုနီးလေးနဲ့အဆင်ပြေတယ်ပေါ့ဗျာโอเคဒါဆိုတော့ရပြီအားလုံးကျေးဇူးပါ